အဲ့ဒီနေ့ကကျွန်တော်အလုပ်ကပြန်ရောက်တော့တအိမ်လုံးကမှောင်မဲပြီးတိတ်ဆိတ်နေပါတယ်ပုံမှန်ဆိုရင်အမေကမိဖို့ကြောင်းထဲမှာတကြောက်ကြောက်နဲ့လှုပ်ရှုပ်နေကြပါဒါမှမဟုတ် TV သံလေးကြားနေကြပါဒါပေမဲ့ဒီနေ့တော့အိမ်ရှိမီးတောင်မဖွင့်ရသေးပါဘူးအိမ်ခန်းထဲကိုရောက်တော့မှဖုန်းထဲကိုသားအဖွားနေမကောင်းလို့ဆေးရုံတင်လိုက်ရပြီအမေတို့အားလုံးဆေးရုံကိုလိုက်သွားကြတယ်အိမ်မှာတယောက်တည်း queue ဆိုင်ပြီးနေဦးနော်ဆိုတဲ့အမေရဲ့ message တစ်စောင်ဝင်လာပါတယ်ကျွန်တော်မိသားစုဒီတိုက်ခန်းကိုပြောင်းလာတာမကြာသေးပါဘူးပြောင်းလာတဲ့တိုက်ခန်းကမြို့ဟောင်းဘက်ကအိမ်ဟောင်းကြီးတွေကိုပြန်ပြင်ထားတဲ့တာမန်တိုက်ခန်းချင်းလေးတစ်ခုပါအခန်းကကျင်းချင်းလေးမို့အခန်းထဲမှာဆိုဖာပေါ်ထိုင်လိုက်ရင်ဟိုးဘက်မီးဖိုချောင်တွေကိုတစ်ဆက်တည်းမြင်နေရပါတယ်ကျွန်တော်အိမ်ပြန်ရောက်ပြီးမကြာပါဘူးပြင်မာမိုးကတဲကြီးမဲကြီးရုတ်တရက်ရွာချလိုက်တာမို့ဗလင်းပေါက်မှန်ချက်တွေပေါ်မှာဘိုးဆက်တွေရိုက်ခတ်နေတဲ့အသံတွေနဲ့ဖုံးသွားပါတယ်တဲ့အိမ်လုံးကမိုးချောင်ပိုးပြီးအေးစိတ်သွားပါတယ်ကျွန်တော်လည်းပြင်းပြင်းရှိတာနဲ့ဆိုဖာပေါ်မှာပက်လက်လှန်ပြီးဖုန်းနဲ့ဂိမ်းစော်နေလိုက်ပါတယ်အိမ်ထဲမှာတယောက်တည်းမို့နှစ်ချက်လည်းမတက်တော့ပဲဂိမ်းတန်ကိုခတ်တိုးတိုးဖွင့်ပြီးအာယုံဆိုင်နေမိပါတယ်ဂိမ်းထဲမှာပြစ်ခတ်နေတဲ့အတန်မိုးရွာနေတဲ့အတန်တွေကလဲလို့အခန်းထဲမှာဘာအတန်မှမရှိတော့ပါဘူးည9 နာရီခွဲလောက်မှာဂိမ်းနဲ့အာယုံဆိုင်နေတော့ဖုန်းစကရင်ရဲ့အပေါ်ဘက်ကနေမီးဖိုချောင်ဘက်ကိုကျွန်တော်အမှတ်မတင်လှမ်းကြည့်လိုက်မိပါတယ်မောင်မဲနေတဲ့မီးဖိုချောင်တော့မိမတယောက်ရဲ့ရိတ်တစ်ခုကိုကျွန်တော်ဖြတ်ခနဲ့တွေ့လိုက်ရပါတယ်သူကသပင်ဖားလာနဲ့ကျွန်တော်ဘက်ကိုကြောပေးပြီးရက်နေရပါကျွန်တော်ရင်ထဲမှာတိတ်ခနဲ့ဖြစ်သွားပြီးအသက်ရှူရမတက်လန့်သွားပါတယ်အမေတို့ပြန်လာတာများလားလို့တွေးပြီးပါဇက်ကခေါ်မလို့ပြင်လိုက်တဲ့အချိန်မှာပဲတိတ်ဆိတ်နေတဲ့အိမ်ထဲမှာဖုန်းကြီးတန်းကဟိန်းငနဲ့ထွက်လာပါတယ်ဖုန်းကြီးတန်းကြောင့်သူကတုံတက်သွားပြီးတထက်ကဖုန်းတော်လွတ်ကြမလို့လန့်သွားပါတယ်ကြည့်လိုက်တော့မှမေးစီကဖုန်းဖြစ်နေပါတယ်ဒါအမေတို့ဆေးရုံမှာပဲရှိသေးတယ်အဖွားအခြေအနေသိမကောင်းဘူးသတိမရသေးဘူးဆိုတော့အမေအတန်ကိုနားတဲ့ခါကြားလိုက်တဲ့အချိန်မှာကျွန်တော်တကူလုံးကြက်သိန်းတွေထသွားပါတယ်မိဖို့ကြောင့်ဘက်ကိုအမြန်ပြန်ကြည့်လိုက်တော့ခုနကမိမရိတ်တော့မရှိတော့ပါဘူးငါဖုန်းကြည့်တွေများပြီးမျက်စိမှားတာဒါမှမဟုတ်အကြောင်းပြီးမြင်နေတာတွေမြင်နေတာဖြစ်မှာပါလို့ကိုအားပေးပြီးအခန်းထဲဝင်ပြီးတခါချက်ကိုထိုးထားလိုက်ပါတယ်အခန်းထဲမှာဖုန်းနဲ့ဂိမ်းပြန်ဆော့ဖို့ကြိုးစားပေမဲ့စိတ်ကဂိမ်းထဲမှာမရှိတော့ပါဘူးဒီအချိန်မှာပဲအပြင်ကမိုးတန်တွေကြားထဲမှာထူးဆန်းတဲ့အတန်တစ်ခုကိုကျွန်တော်ကြားလိုက်ရပြန်ပါတယ်ကြားနေရတာကအခန်းပြင်ဘက်လမ်းကြားလေးထဲမှာလူတစ်ယောက်လမ်းလျှောက်နေတဲ့ခြေတံပါတကယ်ဆိုရင်အိမ်ထဲမှာကျွန်တော်တယောက်တည်းရှိနေတာပါခြေတံကတဖြည်းဖြည်းချင်းခန်းနာကိုချင်းကပ်လာပါတယ်ကြောက်လို့ကျွန်တော်ကလေးပေါ်မှာတောင့်တောင့်ကြီးထိုင်နေမိပါတယ်ကျွန်တော်နှလုံးခွန်သားလည်းနားထဲမှာတဒိန်းဒိန်းပြန်ကြားနေရပါတယ်ဘသူလဲလို့မေးချင်ပေမဲ့လည်းအတန်ကလေချောင်းထဲမှာတက်နေပါတယ်ဒီတစ်ခါတော့နားကြားလို့ရမဟုတ်ဘူးဆိုတာလည်းသိကြပါတယ်တကားအုပ်ချီလွတ်နေတဲ့နေရာကနေကြည့်လိုက်တော့လူတယောက်ရဲ့ခြေထောက်ရိပ်ကိုတွေ့လိုက်ရပါတယ်ကျွန်တော်ကြောက်နေပဲအားတင်းပြီးတကားကိုဆွဲဖွင့်လိုက်ပါတယ်ရုတ်တရက်ပဲတကားရှိကဖျက်လျှောက်သွားတာအဖွားဖြစ်နေပါတယ်အဖွားကကျွန်တော်ဘက်ကိုလှည့်မကြည့်ပဲပြီးဖို့ကြောင့်ဘက်ကိုအေးအေးဆေးလမ်းလျှောက်သွားတာပါအဖွားကဝစ်နေကြအဖြူရောင်ရင်ဖုံးအင်းကြီးလေးနဲ့ပါဟောအဖွားနေကောင်းသွားလို့အမီတို့နဲ့ပြန်လာတာနေမှာပါလို့ကျွန်တော်တွေးပြီးဝမ်းသာသွားပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲလက်ထဲကကင်ထားတဲ့ဖုန်းကတုံခါပြီးအတန်မြည်လာပြန်တယ်အမေစီပါအမေကသားအားတင်းထားတော့အဖွားခုလေးနဲ့စုံသွားပြီးသားတော့မတွေ့လိုက်ရတော့ဘူးဆိုတဲ့အမေရဲ့ငူတန်းပါနေတဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ခြေထောက်တွေမခိုင်တော့ပဲချမ်းပြင်ပေါ်ကိုကျွန်တော်ခွေခနဲ့လဲကျသွားပါတယ်ကျွန်တော်ကြိုးတစ်လျှောက်စိတ်တက်သွားပြီးအသက်ရှူဖို့တော့မေ့သွားရပါတယ်အပြင်မှာမိုးရွာနေတာတော့ကျွန်တော်နဖူးမှာချွေးစေးတွေပြန်နေပါတယ်ရှေ့ကလျှောက်သွားတဲ့ဖွားရဲ့ရေကမီးဖို့ကြောင်ထဲရောက်တော့တဖြည်းဖြည်းမှိန်ဖြော့သွားပြီးပျောက်ကွယ်သွားပါတယ်အဖွားကကျွန်တော်ကိုရမ်းချစ်တာပါဒါကြောင့်နောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့အိမ်ကိုတစ်ခေါက်ပြန်လာခဲ့ရလားဆိုတာတွေးရင်ကျွန်တော်မျက်ရည်တွေကျလာမိပါတော့တယ်အပြင်မှာတော့မိုးကပိုပြီးတဲတဲမင်းမင်းရွာချနေ